ကျွန်တော်ရဲ့မိသားစုတွေကျွန်တော်အားလုံးတောင်းပန်ပါတယ်ဗျာတောင်းပန်ပါတယ်ကျွန်တော်ပြီးတဲ့ကဏ္ဍ၃ကွက်မှာတစ်ကွက်မှမထွက်တဲ့အတွက်ကျွန်တော်တောင်းပန်ပါတယ်ရတယ်နောက်ပတ်ကြိုက်ရင်လည်းမကြိုက်ရင်လည်းကျွန်တော်မပြီးတော့ပါဘူးဗျာနော်ဘာလို့လဲဆိုတော့ကျွန်တော်လည်းပေးပေါက်စီးချင်တယ်ကျွန်တော်နီးဟန်တယ်ကျွန်တော်စူးစမ်းပြီးတော့ကျွန်တော်တွက်ပြီးတော့ကျွန်တော်ကပြန်လည်ပြီးမျှဝေပေးတာပါဗျဒါပေမဲ့ကျွန်တော်ကဏ္ဍ၃ကွက်မှာတစ်ကွက်မှမပါတယ်ဖြစ်တဲ့အတွက်ကျွန်တော်အရင်တောင်းပန်ပါတယ်ဗျာကျွန်တော်တောင်းပန်ပါတယ်ဘာလို့ဒီလောက်ပဲလွဲချော်နေရတာလဲဗျာမကြိုက်ဘူးဆိုရင်ကျွန်တော်မဆဲကြပါနဲ့เนาะကျွန်တော်ဝေဖန်လို့ရပါတယ်ဗျာเนาะကျွန်တော်တော့မဆဲကြပါနဲ့ဗျရိုးဆဲမဲ့ဆိုရင်လည်းရပါတယ်မအေးဒီနမတွေနဲ့တော့မတုတ်ကြပါနဲ့လို့ကျွန်တော်ဒီရိုင်းနဲ့ကျွန်တော်မြတ်တာရက်ခံပါတယ်ဗျကျွန်တော်မကြိုက်ဘူးဆိုရင်လည်းကျွန်တော်ဆဲပြီးတော့ဘလော့သွားလို့လည်းရပါတယ်ဗျเนาะနောက်တစ်ခါမမြင်ရအောင်ကျွန်တော်လည်းအကောင်းဆုံးဖြစ်ကျွန်တော်စူးစမ်းပေးပါတယ်ဗျဒီနေ့ဆိုရင်ကျွန်တော်ဖုန်းเจ้าမှာကျွန်တော်တဏီကန်ကျွန်တော်အလှတွေတက်လှုပ်တယ်ကျွန်တော်လမ်းမှာအသက်ကြီးပဲဦးဒီတွေ့လဲကျွန်တော်ဒီအလှခံတာတွေကျွန်တော်တွားလုတ်ပေးတယ်ဒါပေမဲ့ကန်ဇာတာကြီးကကျွန်တော်တို့ဘက်မပါဘူးဗျာတဲ့လားကျွန်တော်9ရက်သားသမီးတွေအတွက်ပေါ့နော်ကျွန်တော်ဟိုပေးပေါက်စေးချင်တယ်ဗျာနော်ကန်ပေးပါစေးချင်တယ်ဒါပေမဲ့မဖြစ်လာဘူးဗျာနော်ကန်ဂျီမာကြီးကကျွန်တော်တို့ရဲ့အလှည့်မရောက်လာသေးလို့ဖြစ်မယ်ဗျာနော်ဒါကျွန်တော်တို့အလှည့်မရောက်လာသေးလို့ပဲကျွန်တော်ကသတ်မှတ်ထားတယ်ပေါ့ကျွန်တော်ပေါက်စေးချင်တယ်ဗျာကျွန်တော်ပေးတဲ့ကဏ္ဍ3ခုကမပေါက်ဘူးဗျာကျွန်တော်တကွက်ကိုကျွန်တော်1200ကျွန်တော်ထိုးထားတယ်3ကွက်တဲ့ကြီးပဲကျွန်တော်ထိုးထားတာကျွန်တော်အာတော့မအားဘူးဟောဒီမိသားစုတွေတော့မှကျွန်တော်အာခိုင်းတယ်ကျွန်တော်အာတော့မအားဘူးတဲ့ပဲကျွန်တော်ထိုးတယ်3ကွက်ကို4000ကျော်တော့ကျွန်တော်ထိုးတယ်ထိုင်းဘတ်ငွေပေါ့နော်ဒါပေမဲ့ဖြစ်မလာဘူးဗျာထီတီလဲကျွန်တော်ထိုးထားတယ်ဒီမှာ10ဆောင်တော့ဒါပေမဲ့ဒီမှာတွတ်တွေပဲနေပါပဲရကြတယ်ထီတီကကျွန်တော်ပေးတဲ့ကဏ္ဍမပါလာတော့ကျွန်တော်စိတ်ထဲမှာကျွန်တော်ခလူဖြစ်နေတယ်တိလားဘာဖြစ်လို့ဆိုတော့ကျွန်တော်ဝိုင်းပြီးတော့ဆဲကြမဲ့လူတွေကအစင်တစ်ရှိနေမယ်ဆိုတာကျွန်တော်သိတယ်ဗျဒါပေမဲ့ကျွန်တော်ပေးတဲ့ကဏ္ဍကဒီအပတ်မှာတော်တော်ဟော့သွားတယ်ဗျ TikTok မှာဆိုရင်မီဒီယာနဲ့ချီပြီးတော့ comment တွေမှာဆိုရင်4000ကျွဲကျော်နီးပါတော့ comment တွေလိုက်တယ်ဗျဒါပေမဲ့မဖြစ်လာဘူးလို့ကဏ္ဍပဲဟော့သွားလို့လားဒါမှမဟုတ်ကန်ကျင်မာကြီးကပဲကိုယ့်ဘက်မပါတာလားမသိဘူးပေါ့နော်ဒါလေးပါကျွန်တော်တောင်းပန်ပါတယ်ဗျာနော်ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်မိသားစုတွေကျွန်တော်တောင်းပန်ပါတယ်ဗျရတယ်ကျွန်တော်နောက်ပတ်မကြိုက်ရင်လည်းကျွန်တော်မပေးတော့ပါဘူးဒါပေမဲ့ကျွန်တော်အကောင်းဆုံးဖြစ်နေကျွန်တော်ပြန်မွေးထိုးမယ်ကျွန်တော်ဒီကဏ္ဍ3ကွက်ကိုကျွန်တော်ပြန်မွေးထိုးမယ်ကျွန်တော်ဒီကဏ္ဍ3ကွက်ကိုကျွန်တော်တို့အလှည့်ရောက်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျစားကြပါဗျာစားကြပါဗျာနော်အလို့တောင်းပန်ပါတယ်ဗျဒါလေးပါပဲ